အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့မြန်မာနိုင်ငံမှာစပီရိုလိုင်းနာစိမ်းညာရည်ညီကိုရှာဖွေတွေ့ရှိခဲ့တဲ့ပမောက္ခဆရာကြီးဒေါက်တာမင်းသိန်းရဲ့သမီးဒေါက်တာနုနုဝင်းဖြစ်ပါတယ်ဒီနေ့စိမ်းညာရည်ညီထုတ်ကုန်တွေကိုတောက်ပုံပေါင်းနည်းလေးကိုကျမပြောချင်လို့ပါဒါနှစ်ပေါင်း40တက်တန်းရှိပြီเนาะကျမဖြစ်ဖြစ်စထုတ်ခဲ့တာဒီ product ပေါ့เนาะအဲ့တော့ဒီ Provimin ဆိုလို့ရှိရင်ကျမတို့က9ပြား6ပြားလောက်တောက်တယ်3ပြား2ကြိမ်တောက်ကြတယ်ကျမကတော့အကြံပေးခြင်းတယ်เนาะ6ပြားလောက်တော့တစ်ခါလေးတောက်လိုက်ပါအဲ့တော့သူက spirulina အမှုန့်ပဲပါတယ်ဒီအမှုန့်ကိုကျမတို့ကဂျာမန်နည်းပညာနဲ့ spirulina extract လို့ခေါ်တယ်ခန္ဓာကိုယ်ရဲ့ခုခံစွမ်းစနစ်ကိုမြင့်တင်ပေးတဲ့ extract ကိုထပ်ထည့်လိုက်ပြီး spirulina အဆီအနှစ်လေးနဲ့ပေါင်းပြီးထုတ်လိုက်တဲ့အခါမှာဒီ albumin ကိုကျမတို့ရတယ်နောက်ပြီးတော့အဲ့ဒီ spirulina စိမ်းမြိုင်ကြီးကိုဂျင်းကျက်သွန်ဖြူနဲ့ပေါင်းလိုက်တဲ့အခါမှာဂျင်ဂါမင်ကိုကျမတို့ထုတ်လုပ်ထားပါတယ်ဒါကတော့ပထမအဆုံးထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဒီအစာအနေနဲ့စားနိုင်တယ်သူ့ကိုစားမယ်ဆိုလို့ရှိရင်နေ့စဉ်လိုအပ်တဲ့အစာအာဟာရကိုပြည့်စုံစွာရမယ်ကလေးတွေဆိုလို့ရှိရင်ကျွန်မဒါလေးကိုပဲတောက်စီခြင်းတယ်เนาะသူ့ထဲမှာ spirulina စိမ်းညာရည်ညှိအမှုန့်ကလွယ်လို့ရှိရင်ဘာမှမပါဘူးเนาะကော်တွေเนาะတခြားပစ္စည်းတွေ chemical တွေဘာမှမပါဘူးအဲ့ဒါကြောင့်မို့ကလေးတွေ10နှစ်လောက်ထိတောက်လို့ရတယ်ကလေးနည်းနည်းလောက်ဆိုရင်တစ်လုံးလောက်ပေါ့เนาะပြီးရင်3နှစ်4နှစ်လောက်ဆိုလို့ရှိရင်2လုံးလောက်တူတိုက်ပေါ့ကိုကလေးကိုကြည့်ရင်သိတယ်လေเนาะနည်းနည်းပို့ပြီးတော့ကြီးလာပြီဆို3ပြားလောက်ပေါ့ဥမာ8နှစ်9နှစ်10နှစ်လောက်ဆိုလူမှာ weight နဲ့ကြည့်ရတယ်လေเนาะကျမရဲ့ body weight က130နဲ့140ကြားအရက်9ပြီ9လက်မဆိုလို့ရှိရင်ကျမ6ပြားလောက်မှတောက်မှအဆင်ပြေမှာเนาะတကယ်လို့ကျမထက်ပို့ပြီးတော့ပေါင်150လောက်ဟုတ်လားဒါမှမဟုတ်160 80 80 200လောက်ဆိုလို့ရှိရင်တော့10ပြား10ပြားအဲ့လောက်တော့တောက်မှရမှာเนาะပိန်တဲ့လူဆိုလို့ရှိရင်9ပြားလောက်ဆို effective ဖြစ်တယ်ပေါ့เนาะဒါပေမဲ့စိမ်းညာရည်ကိုတောက်တဲ့အခါမှာကိုပေးလိုက်ရတဲ့ငွေနဲ့เนาะညီမျှတဲ့အကျိုးအာနိသင်အပြည့်အဝရအောင်လို့ကျမเนาะညှက်တိုက်တွေတောက်တဲ့အခါမှာမနေ့အစောကြီးမှာကျမတို့ထပြီးတောက်ကြတယ်เนาะဒါမှမဟုတ်လဲချွတ်နွားတို့လေးနဲ့တောက်တယ်ပေါ့เนาะဒါပေမဲ့အဓိကအချက်ကမနေ့အစောကြီးဘာလို့တောက်လဲဆိုတော့ effective ကိုဖြစ်တယ်လို့ပြောကြတယ်ပေါ့ဒီထမင်းစားပြီးတောက်လို့ရှိရင်ကြတော့ဒီအစာတွေနဲ့လုံးထွေးပြီးတော့ဖြစ်တဲ့ကြောင့်မို့လို့အာနိသင်လေးကောင်းကောင်းမွန်မွန်ရအောင်တန်ဖိုးကြီးတဲ့ပစ္စည်းတွေပေါ့ဒီကဈေးကြီးတယ်ဆိုပတ်စံနဲ့ပြောတာမဟုတ်ပါဘူးဟလာဟိုအသီးတွေထမင်းနဲ့နည်းနည်းဝေတဲ့အချိန်မှာစားထမင်းနဲ့တူတူစားလိုက်တဲ့အခါမှာကိုကသူ့အလုံးနဲ့သူကသူစုပ်သွားမယ်လို့တော့တတ်ပြီးပြောရင်တော့ရလာပေါ့နော်ဒါပေမဲ့လူတိုင်းက attention လိုချင်တယ်မလားအဲ့လိုပဲအစာတွေကလည်း attention လိုချင်တယ်เนาะလူတိုင်းကလေးကအစာလူကြီးအဆုံးပေါ့เนาะဒီလိုမျိုးဟိုရေးပေးတာကိုလိုချင်တယ်လေเนาะကို view site တယ်ဆိုကြိုက်တယ်ဆိုအစာတွေလည်း view site ပြီးစားကြပေါ့เนาะကိုယ့်ရဲ့ခန္ဓာကိုယ်ကိုเนาะကျန်းမာအောင် view site ရတဲ့အခါမှာသုံးလိုက်ရတဲ့ငွေနဲ့ညီမျှတဲ့ငွေပေးပြီးဝယ်ထားတဲ့အရာအားလုံးဒီเนาะအဲ့ဒီပေးလိုက်တဲ့ငွေနဲ့ညီမျှတဲ့တန်ဖိုးကိုရတယ်ဆိုလို့ရှိရင်သုံးရတာတန်တာပေါ့เนาะဆိုတော့ကျမပြောချင်တာအဲ့ဒါလေးပါဒီ spirulina ပဲဖြစ်ဖြစ်เนาะစောစောဟိုအသီးတွေပဲဖြစ်ဖြစ်အာဟာရဖြစ်ပြီးရုံနဲ့မကဘူးเนาะဒီကျန်းမာရေးအတွက်အထောက်အကူပြုတယ်ဆိုပြီးတော့ဈေးကြီးကြီးနဲ့ပဲဖြစ်ဖြစ်ဈေးမကြီးပဲနဲ့ effective ဖြစ်ချင်တာပဲဖြစ်ဖြစ်ပေါ့เนาะအကျိုးအာနိသင်တက်ရောက်မှုများစေချင်တာပဲဖြစ်ဖြစ်ဆိုရင်အစာနဲ့ဝေးအောင်တော့ဘာဖြစ်ဆိုတော့ဒါ chemical တွေမဟုတ်ဘူးဒီသဘာဝပစ္စည်းကိုကျန်းမာရေးအကျိုးကျေးဇူးအလုံးကကျမတို့ကတောက်တာဆိုတော့ဒီအာဟာရဖြစ်အောင်ဆိုလို့ရှိရင်ကျမတို့အစာနဲ့ဝေးတောက်လိုက်လို့ရှိရင်ကျမပြောချင်တာကဒီအစာတွေနဲ့လုံးထွေးပြီးတော့ဖြတ်မသွားစေချင်ဘူးเนาะအဓိကအဲ့ဒါလေးရှင်းရှင်းပြောတာပါသူ့ကိုပဲတည်တတ်ဖြတ်တဲ့အခါမှာကျမတို့ကပို့ပြီးတော့အာနိသင်ကောင်းတဲ့ကိစ္စမျိုးတွေကိုရရှိနိုင်တယ်အဲ့ဒါကြောင့်မလို့ကျမတို့အစာနဲ့ဝေးတောက်เนาะအဲ့တော့စိမ်းမြကြီးညီเนาะဒီဟာကစထုတ်ကလေးကစိမ်းမြကြီးအမှုန့်တွေပဲထုတ်တယ်ဒီအမှုန့်တွေကိုကျမတို့ကနော်အစီအနှစ်နော်ဂျာမန်နည်းပညာနဲ့ပေါ်ပြီးတော့ထုတ်လိုက်တဲ့အခါမှာ2010ခုနှစ်အားတွေကစပြီးထွက်တာခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားစနစ်ကိုမြင့်တင်ပြီးတယ်အဲ့ဒီအချိန်မှာကိုဗစ်မရှိသေးဘူးနော်အဲ့ဒီအချိန်မှာကလေးကနော်တုပ်ကွေးမဖြစ်ပါဘူး infection တွေကိုကာကွယ်ပေးပါတယ်လို့ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားစနစ်ကိုမြင့်တင်ပေးပြီးဆိုမှတော့ तू ကကာကွယ်ပြီးသားဖြစ်တာပေါ့နော်ဒါတွေကကုသဆေးတွေမဟုတ်ဘူးနော်ကျမတို့ကအားဖြစ်ဆေးအနေနဲ့ပဲတောက်ကြတာအဲ့တော့ဒါလေးတွေကိုเนาะကျမတို့ကဒီလိုမျိုးတွေကျမတို့တောက်တယ်ပေါ့เนาะဒီနှစ်မျိုးထွက်တယ်အခုနောက်ပိုင်းကျမတို့ကဒီဂျင်ကာမင်ကိုเนาะဂျင်းကျက်သွင်းမျိုးနဲ့ပေါက်ပြီးထုတ်လိုက်တယ်အဲ့တော့ဒီဟင်းစားတယ်ဆိုရင်တော့ဟင်းတစ်မျိုးနဲ့စားတာမဟုတ်ဘူးလေเนาะအမျိုးစားစုံနေအောင်စားတာဆိုတော့ကျမတို့ပုံမှန်ဆိုလို့ရှိရင်တော့ဒါအရင်တော့ဒီတစ်မျိုးပဲသိကြတယ်เนาะအခုနောက်ပိုင်းမှာဒီတစ်မျိုးထပ်ပြီးတွဲလာတယ်အဲ့တော့ဒီလိုတွဲပြီးတောက်တဲ့လူတွေလည်းရှိတယ်เนาะကျမကဖြစ်စေချင်တာကဒီနှစ်မျိုးတွဲတောက်စေချင်တယ်เนาะဒီနှစ်မျိုးမှာဒီဆေးကအတောင့်ကြီးရယ်ဒီဆေးကအတောင့်သေးရယ်ဆိုတော့ဒါ900 mg ဒါက1000 mg အဲ့တော့900 mg ဒီဟာ6လုံးနဲ့ဒါ2လုံးဆိုရင်ကျမခန္ဓာကို130နဲ့40ကြာအောင်ကပါဖြစ်တယ် body weight 100လောက်ရှိတဲ့လူကနော်1000 mg albumin တစ်လုံးနဲ့ဂျင်ကာမင်နော်9လုံး
တောက်လို့ရှိရင်လုံလောက်မယ်ကျမထက် body weight ကြီးရဲ့လူ180 200သမားကဒီချက်ပို့ပြီးတော့တိုးတောက်ပေါ့ကျမတော့တောက်လို့ effective ဖြစ်တယ်နည်းနည်းနေလို့ထိုင်လို့တိတိတတ်တာကောင်းတယ်ဆိုတော်ပြီလေအဲ့လောက်ပဲเนาะအများကြီးတောက်မှကောင်းတာမဟုတ်ဘူးလေကိုခန္ဓာကိုယ်ကနေပြီးတော့ဟိုတုံ့ပြန်တဲ့ level တစ်ခုရောက်သွားရင်တော်ပြီလေเนาะဒါကို3ပြားတောက်ဒါကို10ပြားလောက်တောက်ဘယ်လိုပဲဖြစ်ဖြစ်တွက်ပြီးတော့ကြည့်လိုက်လို့ရှိရင်အားလုံးပေါင်းရင်ဒီနေ့ကို10 gram လောက်ထိတောက်လို့ရတယ်ပုံမှန်လူတွေအတွက်ကတော့3 to 3.5 gram လောက်ထိအောင်တောက်ပေါ့နော်အဲ့တော့ကျမတို့ကဒီအတွဲကိုကျမကြိုက်တယ်နော်ဒါကတော့ခီးသွားလို့ရှိရင်เนาะအစာရည်စာမရတဲ့အချိန်မှာစီဝေးလုပ်လို့အစာကနောက်ကျနေပြီဆိုအိတ်ထဲထည့်ထားပေါ့နော်ဒီလိုအဘူးကြီးလိုက်မထည့်ခြင်းနဲ့ဟိုတေးသေးလေးနဲ့ထည့်ပြီးယူသွားပေါ့ဟိုအစည်းအဝေးတွေကနောက်ကျတတ်တယ်လေနော်ကိုကဘိုက်စားတဲ့အစာအိမ်နဲ့ရှိတယ်ဒါမှမဟုတ်စီးကြိုသမားဆိုလို့ရှိရင်ဒီဟာလေးတွေကအရေးကြီးတယ်နော်အဲ့ဒါလေးတွေကိုဟို၄၅ပြားလောက်ထည့်ပြီးတော့အမြင်အကြာကြီးတော့မထားနဲ့ပေါ့အပြင်မှာထားလို့ရှိရင်မွိုင်ရှာဝင်သွားရင်ကိုယ့်အတွက်မကောင်းဘူးเนาะဆေးဒီဆေးမှမဟုတ်ဘူးဘယ်ဆေးပဲဖြစ်ဖြစ်ရင်ငွေဝင်သွားရင်တောက်လို့မကောင်းဘူးဒါကြောင့်မလို့ဆေးတွေကိုရင်ငွေမုံအောင်တော့ထားဖို့တော့လိုတယ်ဒါလေးတွေကိုเนาะအစာအနေနဲ့သုံးလို့ရတယ်ဒီနှစ်ခုကတော့ကျမကြိုက်တယ်เนาะကျမညှိုးလို့ပြောရင်ကျမဒါပဲညှိုးတယ်เนาะဒါလေး2ပြားနဲ့ဒါလေး6ပြားဟာလူတစ်ယောက်အတွက်လုံလောက်တယ်ဒါကเนาะဒီဟတ်ချိုတုတ်ကွေးဖြစ်တဲ့ကိစ္စတွေအလွယ်တကူဖျားတဲ့နာတဲ့ကိစ္စတွေမဖြစ်အောင်ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားစနစ်ကိုသူကမြင်ပေးတယ်ဒီအဖြူလေးဂျင်ကာမင်းချင်းချက်သွန်ပြပါတာကြတော့ညကြရင်ကျမတို့ကအိတ်တာချင်းတော့တူတူပဲဒါပေမဲ့တစ်နာရီအေး2နာရီအေးဝါဖို့လိုတယ်အေးဝါရုံနဲ့မဟုတ်ဘူးမနေ့မိုးလင်းခေါင်းကြည့်နေဖို့လိုတယ်เนาะခါလေးကြရင်ညဘက်မှာအလုံးလုံးရပြီးမနေ့ကြလို့ရှိရင်ရုံသွားတာလူတွေရှိကောင်းရှိနိုင်တယ်နေ့တိုင်းလုပ်ဖို့ပြောတာမဟုတ်ဘူးเนาะအဲ့လိုမျိုးလေးတွေကြလို့ရှိရင်ဒါလေးကိုနည်းနည်းများများတောက်လိုက်เนาะဟိုမှာ6ပြားနေပြီး10ပြားတိုးတောက်လိုက်ပေါ့တစ်ခါတလေတောက်တာဘာမှမဖြစ်ပါဘူးเนาะအဲ့တော့ဟိုကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့လိုက်လျောညီထွေဖြစ်တဲ့ dose တစ်ခုကိုယ့်ဘက်ကကိုရှာလိုက်တာကျမတို့ကတော့ညွှန်းတာကတော့ဟလာဟိုအာဘာမင်ဆိုရင်မနေ့တစ်လုံးညတစ်လုံးလို့เนาะဒါမှမဟုတ်လည်းမနေ့နှလုံးညနှလုံးလို့နောက်ဒီဟာဆိုလို့ရှိရင်လည်းဟို6လုံးလို့3 gram ဆို6လုံးပေါ့เนาะအဲ့ဒါလေးတွေကိုပဲညွှန်းတယ်ပုံမှန်ကြတော့လေ standard တွေကိုပဲပြောလို့ရတယ်ဒါပေမဲ့အဲ့ဒါတွေကိုเนาะကျမ the art of spirulina လို့တောင်ပြောခြင်းတယ်เนาะပေါင်းပြီးတော့ဓာတ်မျိုးလေးတွေတောက်လို့ရတယ်ဒီလိုပေါင်းရင်ပေါင်းเนาะဒါမှမဟုတ်ဒီလိုပေါင်းခြင်းပေါင်းဒါမှမဟုတ်လည်းတစ်ခါတလေပေါ့ဒီနေ့တော့ဒီဟာလေးကိုတောက်မယ်เนาะနောက်နေ့ကြလို့ရှိရင်ဒါလေးကိုတောက်မယ်ဒါဆိုပြားရည်မှာလည်းကောင်းတဲ့အကျိုးတွေရှိတာအောင်เนาะဆိုတော့အဲ့ဒါမျိုးလေးတွေကိုတောက်ချင်တယ်လို့တောက်လို့ရတယ်ဒါပေမဲ့အားလုံးအတွက်ကြည့်လိုက်လို့ရှိရင်ကျမတို့10 gram ကိုထိအောင်တောက်လို့ရတယ်เนาะ10 gram ထိတောက်လို့ရတယ်အားကစားသမားတွေဆိုရင်အဲ့လောက်ထိတောက်တယ်เนาะပုံမှန်ဆိုရင်တော့3 to 3.5 လောက်ဆိုလို့ရှိရင် effective ဖြစ်တယ်เนาะအဲ့တော့ကျမပြောချင်တာကကိုအဆင်ပြေသလိုတောက်သုံးကြပါ Jones Spirulina ချစ်သူများအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်